ဒီကပွားပါလေဒီလာလာတော့ခလုံးကြည့်သူမီဒီလာဒီဒါရီကျန်လာလို့ဆက်လာကြပါလေရာဘူးလို့သူကခံလို့ချစ်ကလေး သာဗျာ ဟဲ့ချစ်ကလေးဟဲ့ရန်ကုန်သူဒီဘက်လာ မောလေမောဘူအားအမေဟိုမှာဒီမဲ့အမေဖွာ သမီးကဒီမှာခုနှစ်သားသမီးကိုကဲတင်းနေတဲ့ဆရာမလေးတယောက်ပါနော်ဒါသာသနာပြုကြလို့မလို့ရောက်လာနော် ဖွာလို့ရလားဆရာမ ပွားလို့ရတယ်ရှင်ပွားလို့ရရုံကြီးကြီးတောက်ပါနော်ကျမစီဝါကြီးတောင်းပါလေနနာတဲ့အခုမနေအောင်လေ ရေပွားပြီလက်မြလေးတက်တောင်းရ ဒါလေးကတော့ချိုးအောင်ဆိုပြီးတော့မှတော့ တကူတော့မရ မနေအောင်သမီးဘက်ကလူကြီးအတွက်လေးကြီးလိုက်ပါ 300အဘက်ကအကုန်စကြီးလိုက်တော့သမီးပွားပြီမေတို့တန်းပေးပါလားသမီးတို့တခါလေးဝါပြလိုက်မယ်ဘယ်နဲ့ တက်ပြီမယ်တက်ခါမကိုင်းနဲ့တော့ကြတော့မဟုတ်တာဘူးဒီပြရပါဘူးဟိုကဒီမှာဟုတ်တာအဲ့ဒါကြောင့် ကျန်လာလို့ဆက်လာကြပါလေထပ်မရထပ်မရ သမီးဖဲအောင်သမီးဖဲအောင် ပြဖို့ရှိသေးတယ်ပြေးလာအောင်အားတော့မိုးလောက်စီပြဖို့ရှိအားတော့မိုးလောက်ရှိမပြေးဘူးဖွားမှရှိသေးတယ်ကျွေးတာလေးနဲ့ဆိုရှိရှိရှိ နိုင်တယ်လို့ရှင်ပြောပြကြပါအောင်နော် ဒီမောလာဘူအားကြီးကိုမော အဲ့ရကိုတော့ကြံနေရေးလားအနေကနေရေးတယ်ဟုတ်တယ်ဟုတ်ပါရှိပါနေတော့ဟိုဆောင်းလား အလုပ်လေးလည်းကြည်လိုက်တော့ အဲ့နေတိုင်းကြတာ မစိဘူးနေရဟိုပြောတယ်ပြောမှကြောက်လို့ငါမပြောတတ်ဘူးပြောတတ်ဘူးတဲ့တော့မရဘူးဆရာမသူတို့နှစ်ယောက်မရဘူးမရလားသူကမရဘူးဆရာမတစ်ထောင်ပြန်ပေးလိုက်တော့ပြန်ပေးလိုက်ဆရာမပြောတတ်ဘူးပါအောင်လုံးတော့ဘူး ဘာလို့တော့ငါထားစီဝေး3000ပေးလိုက်အဲ့လိုကြကလောက်မရဘူးဟုတ်နော်ဘယ်လိုလဲကြီးတော့လဲ ပေါ်အောင်မာလို့အဲ့ဒါတောင်စော့ သူကခွေးပြုတ်ကားတာထိတ်ခဲ့ပြန်တာ ခန်းဒီတာလေးခန်းဒီတာ အဲ့ဒီတော့တောင်းလို့ရပါဒီလေးပွားဒီလေးပွားမှာ ဟောတော့အသက်ပြောတယ် ခုမှတိုင်းနေကြောင်းလိုက်ကြည့်ဆိုင်တယ်စိုက်တယ်တို့စိုက်တယ် တို့ကကပ်ကုန်လာ အဲ့ဒီဒီရလေးထည့်ကြတယ် ထည့်တာ ဒီနေ့ဆက်မလို့ဟိုနာတော့ပေါ့ဒီနားလေးတော့ဟိုကဒီခါမှ ဘုရားတော်ကတည်းက